အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တသားမိမိတွေကြိုက်ဖြစ်တဲ့ချွတ်ချွတ်မွေးမွေးနွနွဤလေးနဲ့အရက်ကိုစားလို့ကောင်းတဲ့ငပြောသီးအုံတို့ကြောက်ကြောလေးလှူစားဖြစ်တာနဲ့အားလုံးလည်းလိုက်လို့စားလို့ရအောင်လို့မျှဝေပေးလိုက်ပါတယ်ရှင်။ဒီအောင်ဆုံးအနေနဲ့ငပြောသီးလေးတွေကိုပလိထားလိုက်ပါမယ်ပြီးရင်တော့ခဏလောက်ဆူလာသည့်ထိအောင်ပြုတ်ပေးလိုက်ပါမယ်ရှင်။ပြီးတော့ရင်တော့အုံတို့ထည့်ပါမယ်ပြီးရင်တော့တကြားထည့်မယ်ပေါ့နော်တကြားကတော့ကိုချူကြရင်ကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ရှင်။ကျမတော့ချူနည်းနည်းများများလေးစားချင်တာနဲ့တကြားများများထည့်လိုက်ပါတယ်ပြီးရင်တော့ကြောမှုနုစုံလောက်ထည့်ရေတပူလောက်ထည့်ပြီးတော့မွေပေးလိုက်ပါရှင်ခဏလောက်မွေပြီးလို့ဆိုရင်အိုးပေါ်မှာမင်းလေးနဲ့စားပြီးတော့တည်ပေးလိုက်ပါမယ်နော်ခဏလောက်မွေပြီးပြီဆိုရင်ခဏကပြုတ်ထားတဲ့ငပြောသီးလေးတွေကိုထည့်ပေးလိုက်ပါမယ်ရှင်ငပြောသီးလေးတွေကိုထည့်ပြီးတော့မှအစမပြတ်မွေပေးလိုက်ပါတော့မဟုတ်ရင်ကတ်သွားမှဆိုလို့ပါရှင်ပြီးရင်တော့နည်းနည်းလောက်ပြစ်လေးနဲ့ဆူလာသည်ထိအောင်တည်ပေးလိုက်ပါမယ်ရှင်အခုတော့နည်းနည်းလေးပြစ်လာပြီပေါ့နော်ပြစ်လာပြီဆိုရင်တော့ကိုအေးခံမဲ့ခွက်လေးတွေကိုထည့်ထားလိုက်ပါမယ်ရှင်။ကျမကတော့ဒီခွက်လေးပဲရှိရတယ်ဒီခွက်လေးပဲထည့်ထားလိုက်ပါတယ်။ကြောလေးတင်းလာပြီးတော့မှအေးခဲသွားပြီဆိုရင်တော့စားလို့ရပါပြီရှင်။ကိုလိုလိုလီးဖြတ်ပြီးတော့မှစားလိုက်ပါနော်။ကျမကတော့ပေါင်မုံတုံးနေလိုမျိုးစားကျင်တာနဲ့ပေါင်မုံတုံးလိုမျိုးအလဲကနေလေးလိုက်ပေးမယ်။မညီမညာလေးဖြစ်သွားတယ်ပေါ့ရှင်။ခုဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့ငပြောသီးအုံတို့ကြောက်ကြောလေးရပါပြီရှင်။အိမ်မှာတသားမိမိတွေရှိရဆိုရင်လည်းလှုပ်ကြည့်ကြည့်နော်အရန်ကိုစားလို့ကောင်းပါတယ်ရှင်။